ပါကျွန်တော်နာမည်ကရဲဘော် PK ဖြစ်ပါတယ်ကာကွယ်ရေးဝန်ကြီးဌာနမှာ32ကြိမ်မြောက်ပေးရသောတိုင်းထောက်ပံ့ငွေအထွေထွေ3ရက်ကိုလက်ခံရရှိပါပြီ။ပြည်ရရဲ့4နှစ်ပြည့်ခဲ့ပြီ4နှစ်တာကာလအတွင်းနောက်တန်းကနေကြက်ခိုင်တဲ့စိတ်ဓာတ်နဲ့လူရှိနေပေးခဲ့တဲ့အတွက်လည်းထူးပင်ကျေးဇူးတင်ရှိပါတယ်။လာပါငါတို့တူရုံကြမယ် ဟုတ်ပါကျွန်တော်ကတော့ဒေါနာတရင်တရေးဌာနမှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်သူရင်းဖြစ်ပါတယ်ဒီကာကွယ်ဝင်ကြီးဌာနပေးရတဲ့32ကြိမ်မြောက်ပေးရတဲ့တရင်ထောက်ပံ့ငွေနဲ့အထွေထွေ3ရက်ကိုကျွန်တော်ဒေါနာတရင်ကနေလက်ခံရရှိပါတယ် PS 4နှစ်ပြည့်ခဲ့ပါပြီဒီ4နှစ်တာလုံးချမ်းသာတဲ့စိတ်ဓာတ်နဲ့နောက်တန်းကနေသူရက်တည်ပေးတဲ့ PS ရဲဘော်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ဒါပါငါတို့တူရုံကြမယ် ကျွန်တော်ကတော့နေပြည်တော်တိုင်းတရင်804မှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော် Flash ဖြစ်ပါတယ်။ကာဝေးဝန်ကြီးဌာနမှပေးရတဲ့32ကြိမ်မြောက်တရင်ထောက်ပံ့ငွေနဲ့အထွေထွေ3စရိတ်ကိုလက်ခံရရှိကြောင်းပြောကြားလိုပါတယ်။ကျွန်တော်တို့တော်လိုင်းရေးကာလ၄နှစ်အတွင်းမှာကျွန်တော်တို့ပြည်မှာရှိတဲ့ရဲဘော်များအားခြေလမ်းစစ်မြေပြင်မှာရုပ်ရှင်တိုက်ပွဲဝင်ပြီးတော့နေမြေသိမ်းစခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲနေတယ်လို့ကျွန်တော်တို့ရဲ့ပြည်သူ့ထောက်ပို့တပ် PRF ကထောက်ပို့ရဲဘော်များကလည်းခုလို၄နှစ်ကျော်ကာလအတွင်းမှာကျွန်တော်တို့ရဲ့အနောက်မှာအမြဲတစိုက်ကူညီထောက်ပံ့ပေးနေကြလို့အထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်။ကျွန်တော်တို့ကလည်းနောက်မဆုတ်ဘူးဆက်တိုက်မယ်ကျွန်တော်ရဲ့ PR ရဲဘော်များကလည်းကျွန်တော်တို့ခီးလန်းပန်းနိုင်ရောက်တဲ့အထိအတူတူစူးစမ်းပေးပါလို့ပြောကြားလိုပါတယ်လာပါငါတို့တူတူရုံးမယ် ကျွန်တော်တော့ရဲဘော်နေဦးဖြစ်ပါတယ်ခင်ဗျမျိုးသားညီညွတ်ရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနမှ32ကြိမ်မြောက်ပြီးရတော့တရင်ထောက်ပံ့ငွေအထွေထွေကျပ်သိန်း100ကျွန်တော်တို့900နှစ်တရင်မှလက်ခံရရှိပါတယ်ခင်ဗျတော်လိုင်းရင်ကာလ PR ထောက်ဖို့ဒီ၄နှစ်ပြည့်ခဲ့ပြီ၄နှစ်တာကာလအတွင်းနောက်တန်းကနေကြက်ခိုင်တဲ့စိတ်ဓာတ်နဲ့အတူရှိပေးခဲ့တဲ့အတွက်ကျွန်တော်တို့အမှတ်900နှစ်တရင်မှအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျ လာပါငါတို့အတူတူရုံးမယ်